မင်္ဂလာပါဗျာဒီနေ့မှာတော့ပိုက်ဆံဘလောက်ပေးပေးလုပ်ဖို့မလွယ်တဲ့ကမ္ဘာအန်ဒီရဲ့အများဆုံးအလုပ်တွေအကြောင်းပြောပြသွားပါမယ်နံပါတ်9 Sulfur Twin 2သမားများအင်ဒိုနီးရှားနိုင်ငံကအီဂျန်မီတောင်ဝါမှာဒီအလုပ်သမားတွေရှိနေကြပါတယ်အစိတ်အတောက်အပြင်းထန်ဆုံးမီတောင်အခိုးငွေ့ဒီကြားမှာအကားအကွယ်မပါဘဲ Sulfur တုံးတွေကိုလက်နဲ့တူးဆွဲရတာပါပေါင်200လောက်လေးတဲ့ဝန်တွေကိုထမ်းပြီးအဆုပ်နဲ့မျက်လုံးတွေကိုလောင်ကျွမ်းစေနိုင်တဲ့အငွေ့တွေကြားမှာအသက်နဲ့ရင်းပြီးအလုတ်လုပ်နေကြရတာပါနံပါတ်8အန်ဒီယေရှိရေငုပ်သမားများ Hazmat Divers သူတို့ကတော့အစိတ်အတောက်ဖြစ်စေတဲ့ဓာတုကန်းတွေရေစိုးမြောင်းတွေထဲကိုငုပ်ရှိုးရတာပါရေကအယမ်းနောက်လွန်တဲ့အတွက်ဘာမှမမြင်ရပဲလက်အထီးတွေတစ်ခုတည်းကိုပဲအားကိုးရပါတယ်ပိုးမွာတွေနဲ့လက်ရောင်ကြီးအန်ဒီရဲ့ကြားမှာအပေါ်ကပေးညွန့်ကြားချက်ကိုပဲယုံကြည်ပြီးအလုတ်လုပ်ကြရတာပါနံပါတ်9 Acai Berry တောင်သူများ Acai Farmers အမေဇုံတောထဲကပေ80လောက်မြင့်တဲ့အပင်ဒီပေါ်ကိုခြေချင်းွယ်မှာကျိုးတစ်ချောင်းပဲစီးပြီးတွေ့တက်ရတဲ့အလုပ်ပါအမြင့်ကဒီပြုတ်ချနိုင်တဲ့အန်ဒီရဲ့တေးမဟုတ်ပဲအပင်ထိပ်ဖျားမှာရှိတဲ့အစိတ်ပြင်းမွေတွေပင်ကူတွေရဲ့အန်ဒီရဲ့ကလည်းစက္ကန့်တိုင်းမှာရှိနေတတ်ပါတယ်နံပါတ်6လေအားလျက်စစ်တာပိုင်ပြုပြင်သူများကောင်းငင်ပေါ်ကတာဝါတိုင်းမြင့်ကြီးတွေပေါ်မှာလေပြင်းတိုက်ခတ်တဲ့တန်ကိုအန်တူးပြီးအလုတ်လုပ်ရတဲ့သူတွေပါအမအယွန်းတစ်ခုခုဖြစ်ရင်ဘသူမှလာမကင်နိုင်တဲ့အမြင့်ပေါ်မှာစိတ်တကြန့်ခိုင်မှုအပြည့်နဲ့ပြုပြင်ထိန်းသိမ်းရတာဖြစ်ပါတယ်နံပါတ်5မိုင်းရှင်းလင်းရေးသမားများဒါကတော့အမှားမခံတဲ့အလုပ်ပါမြေကြီးအောက်မှာဘယ်အချိန်ပောက်ကွဲမလဲမသိတဲ့မိုင်းတွေကိုတထုရှားဖွေဆက်တွေနဲ့ခြေလန်းတိုင်းကိုတတိထားပြီးရှာဖွေရတာပါအသက်တစ်ချောင်းဟာလက်မနှိမ့်ငယ်အကွာမှာပဲရှိနေတတ်ပါတယ်နံပါတ်4ရေခဲပင်ကုန်တင်ရန်မောင်းသူများအလက်စကာနဲ့ကဲနေတာမြောက်ပိုင်းကခဲနေတဲ့မိတွေပေါ်မှာကားမောင်းရတဲ့အလုပ်ပါအရှင်ကအသက်ပဲမြန်လွန်းလည်လေရေလိုင်းတဲ့ကြောင့်ရေခဲပြိုကျတတ်တယ်လို့နှီးလွန်းလည်လေရေခဲပင်ကကဲသွားနိုင်ပါတယ်သူတို့အကြောက်ဆုံးအတန်းကတိတ်ဆိတ်နေတာမဟုတ်ဘူးဘီအောက်ကနေတကြွကြွနဲ့ရေခဲပင်အကွဲလာတဲ့အတန်းပါပဲနံပါတ်3ငုတ်တိုင်းရှာဖွေသူများမတ်ဆောက်တဲ့ကြောင်နီရန်တွေအတိုင်းဝါညမ်းတွေကိုသုံးပြီးအမှောင်ထဲမှာတွေ့တက်ရတာပါအလင်းရောင်မရှိတဲ့ဂူးတွေထဲမှာအသက်အာမခံချက်မရှိပဲအဖိုးတန်ငုတ်တိုင်းတွေရဖို့စွန့်စားရတာဖြစ်ပါတယ်နံပါတ်2မုန်တိုင်းလိုက်လံလေ့လာသူများ Storm Chasers လူတွေကမုန်တိုင်းလာရင်ဝေးရကိုပြေးပေမဲ့သူတို့ကတော့မုန်တိုင်းတဲ့အစီကိုကားမောင်းဝင်ကြတာပါလေပြင်းတန်လေးမဟုတ်ဘဲညင်ကွင်းမကြည်လင်တဲ့လမ်းမပေါ်မှာရေမတော်အဆမျိုးတွေကြောင့်အသက်ဆုံးရှုံးရတဲ့အထိအန်ဒီရဲ့များလွန်ပါတယ်နံပါတ်7ရေအောက်ကဟဲဆော်သူများ Underwater Welders ဒါကတော့ကမ္ဘာအန်ဒီရဲ့အများဆုံးအလုပ်အဖြစ်သတ်မှတ်ခံထားရတာပါရေနဲ့ပိုင်းထဲမှာလျှက်စစ်ကိုသုံးပြီးကဟဲဆော်ရတာဖြစ်လို့ဓာတ်လိုက်နိုင်ကြအရမ်းများပါတယ်ဒါအပြင်ရေဖြီအားကြောင့်ရေရှည်မှာကျမ်းမာရေးကိုစိုးစိုးဝါးဝါထိခိုက်စေနိုင်တဲ့အလုပ်တစ်ခုပါပဲကဲတငယ်ချင်းတို့ရေဒီအလုပ်ဒီထဲမှာပိုက်ဆံဘလောက်ပေးပေးကိုလုံးဝမလုံနိုင်တဲ့အလုပ်ကဘယ်အလုပ်ဖြစ်မလဲ comment မှာရေးပေးသွားကြပါအောင်